မိကုံးမေရှောက်ခွင့်ပြုပါရှင်ဗျာတပည့်တော်တို့လူတွေမှာအသုံးပြုကြတဲ့ရေခဲတစ်တာအဲကွန်ပန်ကာတွေကိုဖုန်းကြီးကျောင်းတွေမှာလှူခွင့်ရှိပါသလားဗျာအဆက်ပါသလားဗျာသိချင်ပါတယ်ရှင်ဗျာလှူလို့ရပါတယ်เนาะဒါသူတို့အသုံးဝင်တဲ့နေရာမှာသုံးပေါ့เนาะတန်ကားတော်တွေတချို့ဆရာတော်ကြီးတွေကတော့ဒါဇိမ်ခံပစ္စည်းဆိုပြီးတော့လက်မခံတာလည်းရှိပါတယ်ဝင်းနီးနဲ့မညီလို့မဟုတ်ပါဘူးเนาะဖုန်းကြီးဖြစ်ပြီးတော့ဒီလိုအဲကွန်နဲ့နေရာမှာလာဆော့ဖာတွေနဲ့ရေခဲတစ်တာနဲ့နေတာနည်းလူဆန်တယ်ဆိုပြီးတော့လက်မခံကြတာရှိပါတယ်ဝင်းနီးနဲ့တော့မဆိုင်ပါဘူးလို့เนาะအဲကြောင့်သုံးတဲ့ဆရာတော်တွေကိုလည်းအပြစ်မပြောရပါဘူးတချို့ဆရာတော်တွေကကပ္ပယကာရကတွေနဲ့သူတို့ဈေးပစ္စည်းတွေမုံတွေအဖျော်ရည်တွေရေခဲတစ်တာမှာထားတာလည်းရှိတယ်လေအဲကြောင့်ရေခဲတစ်တာတွေဆော့ဖာတွေဒီအဲကွန်တွေကလူလို့ရပါတယ်အပြစ်မရှိပါဘူးလက်ခံတဲ့ဆရာတော်တွေမှာလည်းအပြစ်မရှိပါဘူးမသုံးတဲ့ဆရာတော်တွေကသူ့အနဲ့သူချောင်ရဲတဲ့အတွက်ကြောင့်လူနဲ့မတူချင်လို့မသုံးတာကဖြစ်ပါတယ်เนาะတင်ပါဗျာနောက်ထပ်မိကုံးပြုပါရှင်ဗျာတပည့်တော်ဟိုဖုံဖုံတစ်ပါးကိုသင်္ကန်းကတ်လူပါတယ်ရှင်ဗျာတပည့်တော်လူတဲ့သင်္ကန်းကလည်းအဲ့တုန်းကဒီဆရာတော်ကိုရည်ရွယ်ပြီးတော့ကတ်တာပါဗျာဒါပေမဲ့အကတ်တဲ့ချိန်မှာဆရာတော်ကတန်ကတ္တဒီမဆိုပြီးပြောပြီးတော့လှူခိုင်းပါတယ်ဗျာအဲ့ဒါရဲ့အဓိပ္ပာယ်ကိုတပည့်တော်ရှင်းရှင်းလင်းလင်းသိချင်ပါတယ်ဗျာအဲ့တော့တန်ကတ္တဒီမလို့ဗဇက်ကဆိုလိုက်လို့ရှိရင်အဲ့ဒီသင်္ကန်းဒီတန်ခါပိုင်းဖြစ်သွားပါတယ်တန်ခါဆိုတဲ့နေရာမှာအဲ့ဒီကျောင်းမှာရှိတဲ့တန်ခါပေါ့နော်သာသနာတစ်ခုလုံးတန်ခါတော့မဟုတ်ဘူးအဲ့ဒီကျောင်းမှာ10ပါးရှင်ဒီသင်္ကန်းကိုဒီ10ပါးပိုင်သွားတယ်အဲ့ဒါဆရာတော်တပါးတဲ့ယူလို့မရဘူးဒီသင်္ကန်းကိုအဓိပ္ပာယ်အဲ့လိုဖြစ်သွားတယ်အဲ့တော့ဒကမာကြီးကဆရာတော်ကိုစိတ်ထဲကအာရုံပြုထားတယ်ရည်စူးထားတယ်တင်ပါဗျာအဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့အလှူကရည်စူးတာကဆရာတော်ဖြစ်တဲ့ကြောင့်ကိုယ့်မှာပုဂ္ဂလိကကုသိုလ်ရတယ်တင်ပါဒါပေမဲ့ဖြစ်သွားဝိနည်းတော်ရကြတော့ဒါတိုင်ကသင်္ကန်းဖြစ်သွားတယ်အဲ့တော့အဘိဓမ္မာနဲ့ဝိနည်းဒီနေရာမှာခွဲဖို့လိုတယ်တင်ပါနော်အဘိဓမ္မာနဲ့ဝိနည်းခွဲဖို့လိုတယ်တချို့ကမခွဲတော့မှရောထွေးသွားတယ်စိတ်ကဆရာတော်ကိုရည်ဆိုရင်ပုဂ္ဂလိကကုသိုလ်ရတယ်နော်စိတ်ကတန်ခါကိုရည်ဆိုရင်တိုင်ကကုသိုလ်ရတယ်ဒါကအဘိဓမ္မာပိုင်းနော်ဝိနည်းပိုင်းမှာကြတော့စိတ်နဲ့မဆိုင်တော့ဗဇက်နဲ့ဆိုင်တယ်နော်ဝိနည်းကျတော့ဗဇက်နဲ့ဆိုင်တယ်ကိုယ်ဗဇက်ကအရှင်ဘုရားကိုလူပါတယ်ဘုရားလို့ပြောရင်ဒီသင်္ကန်းဒီအဲ့ဆရာတော်ပိုင်တယ်နော်အဲ့လိုမဟုတ်ဘဲတန်ခါကိုလူပါတယ်ဘုရားခုနတန်ခါတာဒေမဆိုတာပါဠိလိုကျွတ်တာမြန်မာလိုပြောရင်တန်ခါတာဒေမတန်ခါကိုလူပါတယ်ဆိုရင်ကျောင်းရှိတန်ခါအကုန်ပိုင်သွားတယ်စိတ်နဲ့မဆိုင်တော့ဘူးနော်စိတ်နဲ့မဆိုင်တော့အဲ့နှစ်ပိုင်းကွဲတယ်အဲ့တော့ဝိနည်းမှာဆိုရင်ဗဇက်နဲ့ဆိုင်တယ်အဘိဓမ္မာမှာဆိုရင်စိတ်နဲ့ဆိုင်တယ်ဒီကုသိုလ်ကိစ္စနဲ့ပတ်သက်လာရင်လေအဲ့တော့ပြဿနာတက်တာကဘာလဲဆိုတော့အဲ့ဒီတန်ခါတာဒေမဆိုလိုက်လို့ရှိရင်ခုနကဘာပြဿနာတက်လဲအလူရှင်ကတော့ဆရာတော်ကို30ချင်လို့လှူတာတင်ပါဗျာနော်ဆရာတော်3ပါးသေးဆိုကြီးလှူတာအဲ့တော့ဆရာတော်ကနားမလဲတော့ဝင်းနီးနားမလဲတော့တန်ခါတာဒေမဆိုလိုက်တယ်ပြီးရင်ကိုယူလိုက်တယ်ဆိုရင်အဲ့ဆရာတော်အာဘတ်တင်တယ်အဲ့ဒါတကယ်တော့နော်အများပစ္စည်းကို तू တယောက်တည်းအနေနဲ့ယူခင်းမရှိဘူးသူဝင်းနီးနားမလဲတော့တကယ်တော့နော်ဒကမာကြီးကကိုယ့်ကိုလူမှန်းလဲကိုသိတယ်ကိုကနားမလဲတဲ့ခါကျတော့တန်ခါတာဒေမဆိုပလိုက်တယ်နော်စိတ်ထဲမှာလည်းဒီဒကမာကြီးငါ့ကိုရည်စူးတယ်ဆိုတာလည်းသိတယ်ဒါပေမဲ့တန်ခါတာဒေမဆိုလိုက်တော့